ပြန်လိုက်မယ်ပြန်လိုက်ပြီးတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ IAM BORD ကျွန်တော်ပြောလို့ JSON CTL library တော့ပေါ့နော် JSON annotation တော့ဖြစ်တဲ့အတွက် JSON annotation.dat အပြင်ကျွန်တော်တို့က generated file ထွက်မှာဖြစ်တဲ့အတွက် API respond.g.dat ပေါ့နော်.g လေးထည့်ပေးရအောင်မယ်လို့ဆိုတော့သူက system generate လုပ်မဲ့ file ဖြစ်တဲ့အတွက်အဲ့တော့နောက်တစ်ခုကကျတော့ဘာတော့ရမလဲဆို add JSON serialize ပဲ inline SER okay serialize access class နောက်တစ်ခုကကျတော့ API response ဆိုပြီးတော့ကျွန်တော်တို့သုံးမှာဖြစ်ပါတယ်အဲ့တော့ API response မှာကျွန်တော်ဘာပါမလဲဆိုရင် COD ပါမယ် COD ကကျွန်တော်တို့ပုံမှန် status code ဖြစ်ပါတယ်သူကတော့လာတာဒီ string format ကြီးနဲ့လာဖြစ်တဲ့အတွက်ကျွန်တော်တို့က string နဲ့ဖန်ပြီးလိုက်ပါမယ် string COD နောက်ကကျွန်တော်တို့ file လေးပါတစ်ခါထည့်ပေးလိုက်မယ် COD ရနောက်က message ရ message ကတော့လောလောဆယ်0ဖြစ်နေတယ်ကျွန်တော်ထင်ကတော့ပုံမှန်ဆို message ကဒီ0ကstring format လေးနဲ့ဆိုပိုကောင်းမယ်ပေါ့နော်ဒါကတော့သူ့ဟာမိုက်လို့ပြောပါဦးသူပေးတဲ့ API ကိုကျွန်တော်ရေးရဆိုတော့လေအဲ့တော့ integer message ပေါ့နော်နောက်တစ်ခုကတော့ CND က CND ပါကျွန်တော်ပြီးတော့ CND ဆိုတော့ကျွန်တော်တို့ဒီကောက်ဖြစ်မယ်ဒီ list ထဲမှာလေ list ထဲမှာအခု40 item ဆိုတော့ကျွန်တော်တို့ဒီ CND မှာပြထားတာလေကျွန်တော်တို့40ဆိုတော့စုစုပေါင်းရေတော့က40အဲ့တော့ကောက်ကိုလည်းမယူတော့ဘူးဗျာအဲ့တော့ကုတ်ရဲ့ message ပေါ့နော်ချို့ဆိုဒီမှာ status လို့ပဲတက်ကြတယ်ဒီမှာတော့ COD ဆိုပြီး code ဆိုပြီးထည့်ရဲအဲ့လောက်ပဲကျွန်တော်နောက်တစ်ခုကဘာပါမလဲဆိုတော့ဒီမှာ list ပါတယ်ပေါ့နော်list ပါတယ်list ထဲမှာတစ်ချက်ပြန်ကြည့်မယ် okay အဲ့တော့ final list ဆိုပြီးတော့ list ကိုပဲထည့်ထားမယ် list ရနောက်တစ်ခုကျကျွန်တော်တို့ city ပေါ့နော် city အဲ့တော့ final city ဆိုပြီးတော့ CRT က city အဲ့တော့ဒီ city model ကျွန်တော်တို့မရှိဘူးဖြစ်တဲ့အတွက်ကျွန်တော်ပတ်ပြီးတော့ create လုပ်မယ်အဲ့တော့ city.dat အဲ့တော့မြန်တော့အောင်ကျွန်တော် copy ကူးထည့်လိုက်မယ်okay city city မှာလည်းကျွန်တော်တို့ user အချက်ဆိုလို့ကျွန်တော်တို့ ID ရဲ့ name ရပဲယူမယ်ပေါ့နော်ကျန်တာတော့မပြတော့ဘူးပေါ့နော်ဒီကိုကြချင်လည်းရပါတယ်ဒါပေမဲ့ကျွန်တော်က tutorial သွင်းတာဖြစ်တဲ့အတွက်အဓိကကြမယ့်အကြောင်းအရာလေးတွေကိုကျွန်တော်ထည့်ပြီးတော့ပြောပြရဖြစ်ပါတယ်ဒီသူက ID okay name အဲ့တော့ 3 okay sorry factory ကျွန်တော်တို့ကCIDY cd ဒီလိုဟာမျိုးဆိုရင်ကျွန်တော် manual ရေးလို့လည်းရတယ်နော်ကျွန်တော်တခါတည်းဒီဟိုဟာကို JSON annotation ကိုမသုံးဘူးတဲ့သူတွေခါတည်းဟိုသုံးတတ်သွားလို့ပေါ့ manual ရေးလဲဒါအချိန်ကတော့ကြာချိန်ကတော့သိပ်မကွာတော့ဘူးเนาะအဲ့ဆိုအရင်နေတာကို fees ကနှစ်ခုပဲကျွန်တော်ယူလာဖြစ်တယ်โอเคဒါ cd အတွက်ပြီးသွားပြီပေါ့နော် cd အတွက်ပြီးသွားရင်ကျွန်တော် ICT လေးကိုကျွန်တော်ဒီမှာဟို import လုပ်ပေးပါနော် import cd ပေါ့ okay cd တော့ပြီးသွားပြီ list ပေါ့နော်အဲ့တော့ကျွန်တော် list ထဲမှာဘယ်လို data ပါမလဲပေါ့နော် list ထဲအဓိကကြားတဲ့ data အဲ့တော့ဒီမှာ summary ရှိမယ်summary မှာခုနပြောလို့တခါ summary ရဲ့နေမှာ weather list တစ်ခုရှိအောင်ပေါ့နော်အဲ့တော့ကျွန်တော်တို့ weather ကဟိုပါပေါ့နော်ဟို file တစ်ခုပေါ့နော်အဲ့ဒီ list ထဲမှာကျွန်တော် summary ကတစ်ချောင်းနဲ့သူ့ကိုတည်တယ်ခွဲမနေချင်ဘူးပေါ့နော်ခွဲမနေချင်ဘူးနာဖြစ်တဲ့အတွက်ကျွန်တော်ကဒီနှစ်ခုကို object နှစ်ခုကိုကျွန်တော်ကတစ်ခုတည်းပေါင်းရေးလိုက်ပေါ့နော်ဟိုပုံမှန်ကတော့ class တစ်ခုကိုကျွန်တော်တို့ကဟို file တစ်ခုအနေနဲ့ထားတာပေါ့နော်လောလောဆယ်တော့ကျွန်တော်တို့ကဒီမှာအရန်ကိုဟိုတစ်ချောင်းနဲ့နည်းသွားတဲ့အတွက်ကျွန်တော်တို့က file တွေလည်းအရန်မပွားချင်နာဖြစ်တဲ့အတွက်နှစ်ခုပေါင်းရေးလိုက်တာဖြစ်ပါတယ်weather model ဆိုပြီးတော့ပြလိုက်မယ် model.dat okay အဲ့ဆိုရင်ကျွန်တော်ဘာထည့်ရမလဲဆိုတော့ဒီမှာဒီခုကိုပြလိုက်မယ်
ပြန်လေးweather model သူ့မှာပါရှိမလဲဆိုတော့ကstring summary summary အဲ့ထိုင်မယ်အဲ့ပြီး summary ပြီးရင်ကျွန်တော် weather ဆိုပြီးတော့ရှိတယ်အဲ့မှာ fine ဒါပေမဲ့ဒီမှာလေ weather ကကျွန်တော်တို့ဒီမှာသူက array နဲ့ array ပုံမှန်တစ်ခုတည်းပါတာပဲပုံမှန်ကျွန်တော်တို့အခြားဒီအောက်ထိဆွဲကြည့်လဲသူ့ရဲ့ဟို weather ကကျွန်တော်တို့ဘယ်လိုဖြစ်လဲဆိုတော့ဒီတစ်ခုတည်းပါနေတာပါပဲဟို0ပေါ့နော်index number 0မှာပဲသူပြပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒါကိုလိုက်ပြီးတော့ဟိုမရှာဟိုမလုပ်တော့ဘူးပေါ့နော်ဒီမှာ weather item ဆိုပြီးတော့ကျွန်တော်ဒီမှာသွားပြီးတော့မရှာတော့ဘူးပေါ့နော်ဟိုအဲ့တော့ကျွန်တော်တို့ဒီ u မှာကတော့ list ဆိုပြီးတော့ယူလိုက်မယ် WEA ဒီရှိရ weather ဟုတ်ပြီအဲ့တော့ဒီမှာ cnly access class WEA weather ဆိုပြီးတော့ဒီမှာတခုရေးလိုက်မယ် final အဲ့ weather မှာကျွန်တော်တို့ဘာတွေပါမလဲဆိုတော့ကျွန်တော်တို့ကြည့်ကြည့်အောင် weather ထဲမှာ id ပါမယ် main ပါမယ် description ပါမယ် icon ပါမယ် okay အဲ့လောက်ဆိုတော့အကုန်ရေးလိုက်မယ်id ကကျွန်တော်တို့ integer ပဲဖြစ်ပါတယ်ဆိုတော့integer versus string id ကျွန်တော်တွေက string ဖြစ်ပါတယ် main description sorry ကျွန်တော်ပေါင်းရေးလိုက်ရတယ်ကော်မာလေးချပြီးတော့နော်ဒီသုံးကိုပေါင်းရေးလိုက်ရတယ်ကော်မာလေးချဒါပေမဲ့ပြဿနာမရှိပါဘူးဒီလိုရေးတာတော့ပို့ပြီးတော့ဖတ်လို့ကောင်းတာအဲ့တော့ require this ဆိုပြီးတော့ကျွန်တော်ဒါလေးကို copy ပို့ထားတယ်မယ်အရင်လက်တော့မှာကျွန်တော်ဟိုဟာ snippet တွေရေးထားများတယ်ဗျအဲ့တော့ပိုးမြန်တယ်ဒါပေမဲ့ဒီမှာတော့ကျွန်တော်သိပ်မထည့်ရသေးဘူးအဲ့ဒီအကောင့်ကလည်းမေ့နေတာ okay အဲ့တော့ဒီမှာအကုန်လုံးထည့်ပြီးဖြစ်ပါတယ်ထည့်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ကဒီမှာလဲ JSON serialize ပဲအမှန်ဆိုတော့ဒီနှစ်ခုကဟို file နှစ်ခုခွဲရေးရမှာပုံမှန်လည်းရေးလို့ရတယ်ပေါ့နော်အဲ့တော့အရန်နဲ့အတွက်ဒီမှာအရန်နဲ့ summary တစ်ချောင်းပါတယ်ဆိုတော့ကျွန်တော်လည်းနှစ် file မခွဲချင်လို့ဒီမှာရေးလိုက်တော့ file ရှုပ်နေပါဆိုတော့အဲ့တော့ CTORY factory okay နောက်တစ်ခုကကျတော့ map string dynamic to JSON okay ဟိုနောက်ပိုင်းရေးချင်တော့မြန်ပါတယ်နော်ဒီ model လေးကို copy ကူးပဲလေ AI Pro နဲ့မှထည့်ပြီးတော့ဒါတွေကိုဟို Flutter JSON annotation နဲ့ပေါ့ပြန်ပြောင်းပေးပါဆိုရင်တစ်ခါလေးရေးလိုက်လို့ရပါတယ်ဒါကတော့ကျွန်တော်တို့ tutorial ဖြစ်တဲ့အတွက်အဲ့လိုမျိုးအလွယ်မလုပ်စေချင်လို့ပေါ့နော်အစရေးမဲ့သူတွေလည်းကိုကိုအကုန်လုံးကိုကျင်းညက်ပြီးသိနေစေချင်လို့ပို့ကျွန်တော်ပဲရေးပြတာဖြစ်ပါတယ်အဲ့တော့အလွယ်လန်းကတော့ကျွန်တော်တို့ကျွမ်းကျင်လာမှပဲလိုက်တော့တော့ပါတယ်ဟုတ်စပြီးရရင်ကျွန်တော်တို့တစ်ခုခုမှားနေဘယ်မှမရှားတော့ပဲဖြစ်သွားမှာအဲ့လိုမျိုးလေးကြုံတတ်ပါတယ်အဲ့ဒီမှာကကျွန်တော်တို့ဗာထည့်ရမယ်ဆိုတော့ weather ပေါ့နော် weather လေးထည့်လိုက်မယ်အဲ့ပုံမှန်အတိုင်းပေါ့နော်ဒါကျွန်တော်ပြောလိုက်မယ်ပေါ့နော်ဒီ list နဲ့ဆိုရင်ကျွန်တော်တို့ weather ဆိုရင်ကျွန်တော် s ထည့်ရတယ်ဒါပေမဲ့သူ့ရဲ့ API မှာ s မပါဘူးပေါ့နော် s မပါဘူးဘာလို့လဲဆိုတော့သူ့ရဲ့ API မှာလာတာကပုံမှန် array ထဲမှာကindex number 0နဲ့တခုတည်းပါတာဖြစ်တဲ့အတွက်သူကလည်းဟိုထည့်မထားတာပေါ့နော်ဒီ s မထည့်ထားလို့ဖြစ်မှာပေါ့အဲ့တော့ဒီပုံမှန်ကိုကဒီ backend ရေးလို့ဒီ API ရေးပြီဆိုရင်အများနဲ့ဒီ array တွေဆိုရင်ကျွန်တော်တို့ s ထည့်ပေးလေးရှိပါတယ်ထည့်ပေးရမယ်တော့မဟုတ်ဘူးနော်မထည့်လည်းရပါတယ်အလုပ်ကတော့လုပ်မှာပေါ့ဒါပေမဲ့ပို့ပြီးတော့တယောက်နဲ့တယောက်ဒီ proper တယောက်နဲ့တယောက်ပို့ပြီးနားလည်ဖို့လိုရပါပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ထည့်ပြီးရေးလိုက်ပေါ့နော် JSON key ဆိုပြီးတော့အဲ့တော့ API ကလာတာရေး weather ဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်ရေးထား s ပါနေအတွက်name ဆိုပြီးတော့ကျွန်တော်တို့ WEA ရှိတာအဲ့ဆိုတော့ဒီ API ကလာတဲ့ဒီ weather ကိုကျွန်တော်ဒီဘက်မှာဒီ weather action နဲ့ကျွန်တော်ပြန်သုံးလို့ရပြီဖြစ်ပါတယ်sorry